ကျွန်တော်ဆန်တော်ရှင်ဆက်ကြောင်းမြစ်ဒီတော်မြတ်ကြီးပေါ့နော်ဒီလိုက်ဆိုတော့ဖူးပေါ်ပြရတယ်မှာမြင်ရတော့မသိဘူးကျွန်တော်ရတာကုန်နေပြီရှဲဒါဖျားရင်မြင်ဖျားဝဲမနိုင်ဘူးဒီဖို့အတွက်ကြောက်လို့တဲလို့ပို့ပေးနေတယ်နော်ပို့ပေးနေဆန်တော်ကြကြောင်းမြစ်ဒီရွှေဆန်တော်တွန်လေးရွှေဆန်တော်ရန်ကုန်ကနာမည်ရွှေတကုံဖျားကြီးဒီနောင်သုံးဖို့ပေါ့တွေ့ကြမှာဆိုတော့ဒီရော်ကြီးကိုကျွန်တော်တို့ဒါပို့နေတာပေါ့နော်မြင်ရတော့မသိဘူးကင်မရာသိမကောင်းဖွင့်လို့ဘာရှင်းနေလဲတော့ဘာရှင်းနေလဲကင်မရာဒါကြီးမကောင်းလာဘူးနောက်ကလည်းတကုံကုတ်နေရတယ်ဗျရေကဒါတိမ်နန်းနဲ့ရေဆင်းတာနဲ့ရေတန်းနဲ့ဝါတွေ့နေချောင်းကျင်းနေတယ်ရှေ့ရောက်လေကျင်းနေရှေ့ရောက်လေကျင်းနေချောင်းကတို့မှကိုယ်ခုနဲ့သွားဖို့မလွယ်ဘူးဖြစ်ရေတိမ်နေပေါ့ဗျာမရှိစတော့ဖျားကြီးရဲ့ဒါခုနအပြင်ရမတာဖြီးရုံနဲ့အပေါ်ပိုင်းတော့မြင်ရပြီပေါ့တော့ရှေ့အောင်ကျင်းမှုပေါ်ဖို့ပဲရှိတော့ရှေ့မှာလုံးဝနဲ့တဲ့နေရာမရှိတော့ဘူးဗျအဲ့လိုမျိုးသွားနေပုတ်တယ်နော်ဒီကပြဲဝင်ရနောက်မှဆက်ရိုက်ပဲဗျနော်နောက်သွားလိုက်အောင်တက်မလေးကူကန်လိုက်အောင်